ငြိမ်းချမ်းရေးအတွက်လမ်းလျှောက်ရင်းခြေတစ်ဖက်ကိုပေးဆက်ဆုံးလုပ်ခဲ့ရတဲ့ဆရာတော်တစ်ပါးအကြောင်းသင်သိပါသလား Did you know that a monk lost his leg for world peace? ဒါကတော့ဆရာတော်မဟာဓမ္မရဲ့စိတ်ထိခိုက်စရာဖြစ်စဉ်လေးပဲဖြစ်ပါတယ် This is the touching story of ဆရာတော်မဟာဓမ္မ2025 ခုနှစ်အောက်တိုဘာလ26ရက်နေ့မှာစတင်ခဲ့တဲ့ဗုဒ္ဓဘာသာယဟန်တော်များရဲ့ငြိမ်းချမ်းရေးလမ်းလျှောက်ခရီးစဉ်ဟာနိုဝင်ဘာလ19ရက်နေ့အထိတိတ်တိတ်ဆိတ်ဆိတ်ပဲလူမသိတူမသိရှောက်လန်းခဲ့ကြတာပါ From October 26 to November 19, 2025, the Walk for Peace group walked in silence with almost no public attention. Texas ပြည်နယ်ဒေတုံမြို့အနီးမှာအရှိန်ပြင်းတဲ့ထရပ်ကားတစ်စီးဟာဆရာတော်တွေကိုဝန်းရံပေးထားတဲ့ကားကိုဝင်တိုက်မိရာကစပြီးတော့အရာအလုံးဟာပြောင်းလဲသွားခဲ့ရပါတယ်။အရှိန်ပြင်းလွန်းလို့ကားတစ်စီးလုံးချိန်မှသွားခဲ့ရပြီးဆရာတော်လည်းပြင်းပြင်းထန်ထန်ကိုဒဏ်ရာရရှိခဲ့ပါတယ်။ Everything changed near Dayton, Texas, when a high-speed truck crashed into their escort car.The impact was so strong that the car was crushed and the monk was severely injured. ဆေးရုံကိုရောက်တဲ့အခါဆရာဝန်ကရွေးချယ်ခိုင်းပါတယ်။ခြေထောက်ကိုအဆင့်ဆင့်ခွဲစိတ်ပြီးပြန်ဆက်မလားဒါမှမဟုတ်ဖြတ်မလားဆိုတော့ဆရာတော်ကရဲရဲဝံ့ဝံ့နဲ့ခြေထောက်ကိုဖြတ်ဖို့ဆုံးဖြတ်ခဲ့ပါတယ်။ At the hospital, the doctor gave him a choice, complex surgeries to save his leg or amputation. He bravely chose to let go of his leg. ထူးခြားတာကဆရာတော်ဟာကားမောင်းတဲ့သူကိုခွင့်လွှတ်ခဲ့တယ်လို့သူ့ရဲ့ပေးဆက်မှုကြောင့်ငြိမ်းချမ်းရေးမစ်ရှင်ကိုလူတွေပိုသိလာလို့ဝမ်းသာတယ်လို့ဆိုပါတယ်။ကားမောင်းရင်ဖုန်းမသုံးဖို့လည်းသူကသတိပေးခဲ့ပါသေးတယ်။ Remarkably, he forgave the driver and said his sacrifice brought more awareness to their peace mission. He even urged everyone not to use phones while driving. တကယ်ကိုဂရုဏာတရားနဲ့ပေးဆက်ခြင်းရဲ့ပြရုပ်ပါပဲဆရာတော်ရဲ့ငြိမ်းချမ်းရေးခရီးစဉ်ကိုကျမတို့အားလုံးကဝန်းရံပေးကြရအောင်ပါရှင် A true symbol of compassion and sacrifice. Let's support their journey for peace.